င်းသိကြတာ Paris မြို့ကလှတဲ့ကြပြဆန်နေဒါပေမဲ့ချူဒီနေ့လူပေါင်းများစွာအသက်ခံရပြီးသွေးမြေကျခဲ့တဲ့မြေပေါ်မှာစောက်ထားတဲ့အရန်လှတဲ့ Paris ကဖျားเจ้าရဲ့သမိုင်းကိုဒူးဖော်မှာပါမင်္ဂလာပါ Trim Paris ကိုရောက်ရင် Eiffel မျှော်စင်ကိုအရင်ရှာကြရတယ်။ဒါပေမဲ့မြို့ရဲ့ဘယ်နေရာကနေကြည့်အမြဲရှိနေတာကတော့မွန်မာတောင်ကုန်းပေါ်ကအဖြူရောင်ဖျားเจ้าကြီး Sacré-Cœur Paris ကပုံနေ postcard တွေနဲ့နေရာအနှံ့မှာတွေ့ရတဲ့ဒီနာမည်ကြီးဖျားเจ้าကြီးဒီနေ့တော့ချူတို့ခီးသွားတယ်လို့အလားဓာတ်ပုံရိုက်ဖို့လာတာမဟုတ်ဘဲနဲ့ဒီကြောက်တုံးဖြူဖြူတွေကြားမှာပုံကွယ်နေတဲ့အငင်းပွားမှုတွေအမှုပညာရှင်တွေရဲ့ဝိညာဉ်တွေနဲ့မြမပြည်နဲ့ဆက်နွယ်နေတဲ့ခန်းစားချက်တွေကိုချူးနဲ့အတူတူအနိကက်လိုက်ကြည့်ကြမယ်ဒီနေရာမှာထင်ရှားဆုံးကတော့ဒီလီကားတစ်တွေပါပဲတနစ်ကိုလူပေါင်း10 သန်းကျော်တနေ့ကိုတောင်းနဲ့ချီပြီးတော့လာကြတာဘာဖြစ်လို့လဲဖျားရှင်ခိုးဖို့ထက်ဒီနေရာမြင်ရတဲ့ view ကြောင့်မှာ Paris တစ်မြို့လုံးကိုစီးမိုးပြီးတော့ကြည့်လို့ရတယ်ဒီမှာလူတွေကဘီယာဘူးလေးတွေကိုင်းဂီတာသမားလေးတွေရဲ့သချင်းကိုနားထောင်ရင်းနဲ့ Paris တစ်မြို့လုံးရဲ့အလှကိုကြည့်နေကြတာလေကားတစ်တွေမှာထိုင်နေတဲ့လူတွေကိုတခြားကြည့်တချို့ကရီးစားနဲ့ချင်းတွေ့နေတယ်တငယ်ချင်းတွေထိုင်စကားပြောနေတယ်စာအုပ်ဖတ်နေတယ်ငေးနေတယ်ချီလိုမျိုးပေါ့ဒီမှာထိုင်ပြီးတော့ Paris တစ်မြို့လုံးရဲ့အလှကိုငေးနေပြီးတဲ့လူတွေလည်းရှိတယ်Paris ကဒီနေရာလေးကပန်းချံတို့ဖျားဆောင်းတန်းတို့လိုမျိုးဖြစ်နေတာဒါပေမဲ့သတိထားဖို့ကလူအုပ်ကြားထဲမှာလက်ပတ်ကြိုးရောင်းတဲ့သူတွေတော့ချိတ်ရောင်းတဲ့သူတွေနဲ့ကပိုင်းနိုင်တွေကိုတော့ရှောင်တက်ဖို့လိုမယ်နော်အပြင်အားကြည့်ရင်ရမ်းလှပေမဲ့ဒီဖျားချောင်းစပြီးဖြစ်လာတာအငင်းပွားစရာတွေအများကြီးရှိတယ်1880ခုနှစ်မှာပြင်သစ်နပိုလီယံနံပါတ်3နဲ့ဂျာမနီပရက်ရှာတို့စစ်ဖြစ်တယ်ဒီစစ်ပွဲကို Franco Prussia စစ်ပွဲဆိုပြီးတော့ခေါ်တယ်အင်အားကြီးတဲ့ပြင်သစ်စစ်ရှုံးသွားတာတနိုင်ငံလုံးအတွက်အရှက်ရစရာဖြစ်ခဲ့တယ်စစ်ရှုံးတော့ခရစ်ယာန်အစွန်းရောက်တွေကငါတို့စစ်ရှုံးတာဖျားသခင်ကတန်ခတ်တာဒါကြောင့်နောင်တရတဲ့အနေနဲ့ဖျားချောင်းကြီးစောက်ရမယ်ဆိုပြီးတော့အကြောင်းပြချက်ပေးတယ်တချို့ကလည်းဒါအယူသီးတာပဲဆိုပြီးတော့မဆောက်ချင်ဘူးဆိုပြီးကန့်ကွက်ကြတယ်ဒါပေမဲ့နောက်တစ်နှစ်တိဆောက်ရေးမစခင်1881မှာကိုယ်နိုင်ငံသားချင်းချင်းပြန်တိုက်တဲ့ Paris Commune တော်လှန်ရေးထပ်ဖြစ်တယ်Paris ကအလုပ်သမားတွေနဲ့တော်လှန်ရေးသမားတွေစုပေါင်းပြီးတော့ကိုယ်ပိုင်အစိုးရတရက်တည်ထောင်ဖို့ကြိုးစားကြတာအဲ့ဒီတော်လှန်ရေးကိုဒီမွန်မာကုန်းမြင့်ပေါ်မှာပဲစတင်ခဲ့တာဒါပေမဲ့အစိုးရစစ်တပ်ကပြန်နှိမ်နှင်းတဲ့အခါဒီနေရာမှာသွေးချောင်းစီးခဲ့ရတယ်အဲ့ဒီတော့ကတော်လှန်ရေးသမားတွေအများကြီးအသက်ခံရပြီးတော့ဒီမှာနာကျင်မှုတွေသွေးမြေကျမှုတွေဖြစ်ခဲ့တယ်ဒီတောင်ကုန်းပေါ်မှာပဲဖျားเจ้าကြီးကိုလာပြီးတော့စောက်ခဲ့တာပါဒါကြောင့်တချို့လူတွေကဒီဖျားเจ้าကြီးကိုတော်လှန်ရေးသမားတွေရဲ့သွေးပေါ်မှာစောက်ထားတဲ့အစာအုပ်လို့မြင်ပြီးတော့မုန်းကြတယ်ပြင်သစ်လူမျိုးတချို့ကလည်းဒီအစာအုပ်ကိုနောင်တရတဲ့အနေနဲ့စောက်ထားတဲ့ဖျားเจ้าလို့မမြင်မဲနဲ့တော်လှန်ရေးကိုနှိမ်နှင်းပြီးအနိုင်ကျင့်ထားတဲ့ဥပမာတစ်ခုလို့မြင်ပြီးတော့မနစ်သက်ကြအောင်ဒီဖျားเจ้าကိုမကြိုက်ကြတဲ့အမုန်းတရားတွေကဘလောက်ထိပြင်းထန်တယ်လဲဆိုလို့ရှိရင်ဖျားเจ้าစောက်ပြီးတော့နှစ်ပေါင်းများစွာကြာတဲ့အထိမပြီးဆုံးခဲ့ဘူး1981ခုနှစ်အောက်တိုဘာလလောက်မှာဒီဖျားเจ้าကိုဖောက်ခွဲဖျက်ဆီးဖို့အထိစူးစမ်းခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့တယ်အစွန်းရောက်အုပ်စုတစ်စုကဖျားเจ้าရဲ့ဒီအောက်ခြေမှာဘုံတွေထောင်ထားခဲ့တာပါပောက်ကွဲမှုကြောင့်ဖျားเจ้าရဲ့တကားတွေဘီတုကလက်ရတချို့ပျက်စီးခဲ့ပေမဲ့ဒီအစာအုပ်ကြီးတစ်ခုလုံးကတော့ပြိုကျမသွားဘဲနဲ့ကြမ်းကြမ်းခံနိုင်ခဲ့တယ်ဒါဒီနေရာပေါ်မှာရှိတဲ့နိုင်ငံရေးအရာအမြင်မတူမှုတွေကဘလောက်အထိနက်နဲလဲဆိုတာကိုပြနေတဲ့သမိုင်းအဝင်အထောက်အထားတစ်ခုပါပဲဒီအတိတ်သမိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ Sacré-Cœur ဟာစစ်ရှုံးခြင်းရဲ့အရှက်တရားနဲ့တော်လှန်ရေးရဲ့သွေးကွက်တွေကြားမှာပေါက်ဖွာလာခဲ့တဲ့အစာအုပ်တစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်တကယ်တမ်းဆဆောက်တော့စစ်ပွဲရှုံးတာတွေတော်လှန်ရေးတွေနဲ့သွေးနဲ့နေမပြောက်သေးခင်3နှစ်အကြာ1885မှာသူတို့စတင်ပြီးတော့ဆောက်လုပ်ခဲ့တယ်အုံမြင့်စချတော့တောင်ကုန်းရဲ့မြေအနေအထားကြောက်ခင်းလန်းနေ Paris တစ်မြို့လုံးရဲ့အောက်မှာမြေအောက်လိုင်းကူတွေအများကြီးရှိတာပါဒီအကြောင်းကလည်းစိတ်ဝင်စားစရာကောင်းလို့နောက်တစ်ရက်ကြာလို့ရှိရင်အဲ့ဒီအကြောင်းကိုသေချာလေးပြောမယ်တစ်မြို့လုံးရဲ့အတိုင်းအတာနဲ့ကိုအောက်တက်မှာမြို့ကြီးတစ်မြို့ရှိနေတယ်လို့မျိုးမြေအောက်လိုင်းကူတွေအများကြီးရှိနေတာဒါကြောင့်ဒီအစာအုပ်ကိုဒီမြေနေရာပေါ်မှာအစာအုပ်ဆောက်လို့ရအောင်အောက်ထဲမှာထောက်တိုင်တွေ80ကျော်တူးပြီးတော့ဆောက်ထားရတယ်ဒီထောက်တိုင်80ကျော်က108ပေလောက်အနက်ရှိတယ်108ပေအနက်ဆိုတာ10
တိုက်တစ်လုံးအမြင့်လောက်ရှိတယ်။အဲ့လောက်ကိုတူးပြီးတော့ခိုင်အောင်လုပ်ခဲ့တာပါ။စောက်တုံးကမကျေနပ်ကြပေမဲ့ခိုကတ်တာမျိုးတော့မရှိဘူး။တေချာလေးစောက်ပေးကြရနော်။ထူးခြားမှုလေးတစ်ခုရှိတယ်။မြန်မာပြည်နယ်လည်းနည်းနည်းဆင်မဲ့ထင်တယ်။ဒီလောက်ခမ်းနားတဲ့အဆောက်အဦကြီးကိုအစိုးရပတ်စံနဲ့မဟုတ်ဘဲနဲ့ပြည်သူတွေရဲ့အလူငွေနဲ့ပဲတိစောက်ခဲ့တာပါ။ဒီဖျားเจ้าကြီးစောက်လို့ပြီးသွားတဲ့နှစ်ကလည်း1914အဲ့ဒီခုနှစ်ကဘယ်နှစ်လဲသိလား။ပထမကဘာစစ်စဖြစ်တဲ့နှစ်ဒါကြောင့်ချက်ချင်းမဖွင့်ရသေးပဲနဲ့ပထမကဘာစစ်ကြီးကိုပြီးအောင်စောင့်လိုက်ရသေးတယ်စစ်ကြီးပြီးတဲ့အထိစောင့်ပြီးတော့မှ1919ကြာမှသာတရားဝင်ဖွင့်လှစ်နိုင်ခဲ့တာပါတကယ်တော့ဒီဖျားเจ้าမှာဘလောက်စိတ်ရှည်လဲဆိုတာကိုစမ်းနေသလားတော့အောင်မရတယ်အပြင်ဘက်မှာလူတွေစုညံနေပေမဲ့အထဲကိုဝင်လိုက်တာနဲ့လေတူးကချက်ချင်းပြောင်းသွားတယ်အထဲမှာအထူးခြားဆုံးကတော့ဒီမျက်နှာချက်ကပကြီကားကြီးပဲဒါကဘာမှာအကြီးဆုံးမိုးဆက်ပကြီကားတွေတည်းကတစ်ခုပါမိုးဆက်ပကြီဆိုတာကမြန်မာပြည်မှာမှန်စီရွှေချာနီးနဲ့နည်းနည်းလေးဆင်မဲ့ထင်တယ်။ရောင်စုံကြောက်တိမ်မှန်နေအပိုင်းစာလေးတွေနဲ့ဖန်တီးထားတဲ့လက်ရမျိုးဒီပကြီကားကိုတေချာကြည့်ရင်ရွှေရောင်တွေတက်လက်လက်နဲ့ရမ်းလာတဲ့ပိုင်းစာလေးတွေတန်းနဲ့ချီပြီးတော့စီထားတာ။သူတို့အမှုပညာသမားတွေအမြင်နဲ့ကြည့်လို့ရှိရင်ဒါတော်တော်လေးစိတ်ရှိရှိနဲ့လှလှပပဖန်တီးထားတဲ့လက်ရလေးဒါပေမဲ့သတိထားမှာဖះเจ้าထဲမှာဓာတ်ပုံရိုက်တာတို့စကားကြကြပြောတာတို့တိတ်ပြီးတော့မလုပ်သင့်ဘူးပေါ့နော်ဒီမှာဖះလာရှင်ခိုးတဲ့လူတွေကိုအနှောက်အယှက်ဖြစ်မဲ့ဟာမျိုးတွေဆိုလို့ရှိရင်နည်းနည်းလေးစီကန်းတင်းကျပ်ပါတယ်ဒါကြောင့်ချူလေအထဲမှာလာပြီးဆက်စုတဲ့သူအနေကနေပြီးတော့ရင်ကျေးတဲ့ဖះဘူးဧည့်သည်အဖြစ်ကိုခဏလေးနေပြီးတော့ငြိမ်ငြိမ်လေးနေလိုက်အောင်မယ်ဒီဖျားเจ้าကိုအပြင်ကနေကြည့်လို့ရှိရင်တတိထားမိတာတခုကအမြဲတမ်းသူကဖြူဖွေးနေတာပဲဒါဘာဖြစ်လို့လဲသိလားသူတို့သုံးထားတဲ့ကြောက်တုံးတွေကြောင့်ဒီသုံးထားတဲ့ကြောက်တုံးကမိုးရွာလို့ရှိရင်ထုံးလိုမျိုးဖြူစင်တဲ့ဓာတ်တွေကိုထုတ်လွှင့်ပေးတယ်ဒါကြောင့် Paris ရဲ့ညဉ့်ညမ်းတဲ့လေထုကြားမှာတော့မှသူကအမြဲတမ်းဖြူစင်ပြီးတော့တောက်ပနေတာဖျားเจ้าကအတွင်းရောအပြင်ရောတမိုင်းအနေထားစိတ်ဝင်စားစရာတွေအများကြီးရှိတယ်ခုချိန်မှာတော့အားလုံးကလာပြီးတော့စိတ်ကြိုက်လေပတ်လို့ရနေပြီလာလေတဲ့လူတွေတော်တော်များများကလည်းဒီအလှအပတွေကိုပဲမြင်ပြီးတော့နောက်ကွယ်မှာရှိတဲ့ဒီတမိုင်းတွေကိုမေ့နေကြလာပြီဖះเจ้าရှိတယ်ဒီတောင်ကုန်းပေါ်မှာပဲမမရက်ကွက်ဆိုတာရှိတယ်ဒီနေရာချူးတွက်အရေးပါတယ်ရှေးတုန်းကနာမည်ကြီးတဲ့ artist တွေနေခဲ့လို့ပါချူ Paris ကိုရွေးရတဲ့အကြောင်းကလည်းဒီတစ်ချက်ဒီနေရာလေးကြောင့်လည်းပါတယ်2014-2015လောက်ကနေက Paris ကိုလာရင်ဒီရက်ကွက်လေးမှာပဲချူနေခဲ့တာပါလွန်ခဲ့တဲ့နှစ်နည်းနည်းလောက်ကမှပန်းပင်ဆိုင်လို့ရတဲ့အိမ်အသစ်လေးစီကိုပြောင်းခဲ့တာဒီမှာရှိတဲ့ရှေးဟောင်းလမ်းမတိုင်းလေးတွေကြောက်ခင်းလမ်းလေးတွေကြားမှာအတိတ်ကပကြီးဆရာကြီးတွေဒီလမ်းအတိုင်းရှက်သားခဲ့တာပဲလို့တွေးမိရင်ချက်သိမ်းထားမိတယ်ခုချူကသူတို့ရှောက်ခဲ့မှုတဲ့လမ်းလေးတွေမှာခြေရချင်းထပ်ပြီးတော့ရှောက်နေရတယ်ဆိုတဲ့ခန်းစားချက်ကရှင်းပြလို့မရအောင်တစ်မျိုးလေးခန်းစားရတယ်ဆက်ခရီကဖျားเจ้าရှိတဲ့ဒီတောင်ကုန်းကလှပတဲ့အဖြူရောင်ဖျားเจ้าကြီးဖြစ်တယ်လို့မျိုးပဲတစ်ဖက်မှာလည်းညာကျင်စရာသမိုင်းတွေအငင်းပွားမှုတွေစုဝေးရနေရပါချူတို့ပကြီးဆရာတွေအမှုပညာသမားတွေအတွက်တော့ဒီနေရာဟာအလင်းနဲ့အမှောင်ပဲအလင်းရှိသလိုအမှောင်လည်းရှိတယ်ပကြီးဆွဲလို့ရှိရင်လက်ရတွေပိုပြီးအသက်ဝင်ဖို့အမှောင်တွေဆွဲပြီးတော့အလင်းကိုပိုပြီးတောက်ပအောင်ဖန်တီးရတယ်သမိုင်းဆိုတာလည်းဒီလိုပဲလို့ထင်တယ်အကောင်းတွေချီပဲမရှိဘူးဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကနေပြီးတော့အခုလိုအမှုပညာဆန်တဲ့နေရာတစ်ခုဖြစ်လာတာတော့ချူတို့အတွက်မျှော်လင့်ချက်တစ်ခုပါပဲဘလောက်ပဲခက်ခဲတဲ့အမှောင်တူတဲ့ရောက်နေပါစေဒီနေ့မှာတော့ကိုပိုင်အလင်းရောင်နဲ့ပြန်ပြီးတောက်ပနိုင်နေဆိုတာဒီဖျားเจ้าကြီးကတက်တည်ပြနေတယ်လို့ပါပဲချူနဲ့အတူ Paris လမ်းတွေပေါ်မှာအတူတူလိုက်လာခဲ့ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဘယ်သူပြောနိုင်မလဲဒီရှုပ်ထွေးမှုတွေနဲ့လမ်းတွေကတနေ့နေ့လှပတဲ့နေရာတစ်ခုစီကိုခေါ်ဆောင်သွားခြင်းသွားမှာပေါ့နော်။နောက်ထပ်လမ်းတွေပေါ်မှာပကြီးဆရာနဲ့အတူတူထပ်ပြီးတော့လမ်းပြောက်ချင်သေးရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော်။ခုတော့ချူတာဝန်ကျပြီဆိုတော့တကယ်ချင်းတွေနဲ့တွေ့ဖို့သွားလိုက်အောင်မယ်။နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။ Aviento, au revoir